အခုရပိုင်းတော့တက်မှာတွေ့ရတဲ့သတင်းတွေရတို့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့နှိုင်းရှင်ပြစရာတွေမြင်တွေ့လာအမေရိကန်နိုင်ငံမှာတော့မိုင်ပေါင်း2300ရှည်တဲ့ခရီးကိုတပင်တပန်းနဲ့ကြိုးစားပြီးတော့လမ်းလျှောက်ဖော်ထုတ်နေကြတဲ့ဗုဒ္ဓရဲ့သားတော်အစ်စ်တွေဖြစ်တဲ့ဆရာတော်တွေရဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကလည်းကဘာကျော်တယ်အခုရက်ပိုင်းတွင်းမှာတို့တိုင်းပြည်ကကတုံးနှစ်ကောင်ဝိရသူနဲ့တိတကူအဲ့ဒီနှစ်ကောင်ကြတော့လေမင်္ဂလာမရှိပဲနဲ့နော်ဗုဒ္ဓရဲ့ဝါဒနဲ့စန့်ကျင်တဲ့စစ်မက်ကိုအားပေးတဲ့အကြမ်းဖက်မှုကိုအားပေးတဲ့ပါဏာတိပါဒကံကိုကျူးလွန်ဖို့အားပေးအားမြောက်ပြုတဲ့အဲ့ဒီနှစ်ကောင်နဲ့နှိုင်းရှင်ကြည့်လိုက်တဲ့အခါကျတော့အတော်လေးကိုတို့ဗုဒ္ဓဘာသာအတွက်ယဉ်လေးစရာကောင်းတို့တိုင်းပြည်မှာလက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်ကြီးကိုအားပေးအားမြောက်စစ်တပ်ဘက်ကနေပြီးတော့လူသက်ကောင်တွေလူရုပ်မှာစစ်ဗိုလ်ချုပ်တွေကိုအားပေးနေတဲ့လူသက်ကောင်အားပေးဘုန်းကြီးတွေနဲ့နှိုင်းရှင်ကြည့်တော့တို့ဗုဒ္ဓဘာသာကဘာကလေးစားမယ်ဟာကဘာကကြည်ညိုလေးစားပြီးတော့အလေးထားနေတာ哦ဖြက်လို့ဖြက်စီလုံနေတဲ့တို့တိုင်းပြည်ကအဲ့ဒီတိတကူနဲ့ဝီရသူဆိုတဲ့ကောင်းကြီးသူတို့နဲ့အပေါင်းပါတွေကတော့မကောင်းတဲ့သတင်းနဲ့ကဘာကျော်တယ်နော်ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ဆရာတော်တွေကတော့ကောင်းတဲ့သတင်းနဲ့ကဘာကျော်တယ်အေးမကောင်းတဲ့သတင်းနဲ့ကဘာကျော်တဲ့ကောင်တွေကတော့မကြပါဘူးဒီကောင်တွေကတော့မသာပေါ်ဖို့ကတော့များပါတယ်နော်အဲ့တော့တို့ငြိမ်းချမ်းရေးလမ်းစဉ်ဗုဒ္ဓရဲ့လမ်းစဉ်ကိုကြံတဲ့တို့တန်ဃာတွေကဝိုင်းဝန်းပြီးတော့အားပေးပြီးတော့တို့ရဲ့ဗုဒ္ဓဘာသာကိုကဘာကအခုတည်းကပုံမလေးစားလောက်အောင်ကြိုးစားကြဖို့ပဲလိုအပ်ပါတယ်လို့ဦးဇင်းကမြင်မိပါတယ်ကွယ်ဆိုတော့လေကျွန်တော်စဉ်းစားကြည့်ရသလားဝေဒတူလို့ဖုံးကြီးအတုပေါ့နော်ဒီလိုဖုံးကြီးကမစိုးရိမ်ကြောင်းတိုက်လို့မျိုးတကယ်သာသနာနဲ့ပတ်သက်ပြီးတော့မှအားထားရတဲ့ကြောင်းတိုက်မှာတကယ်ဟိုဆရာတော်ဆိုတဲ့ဂုံပုတ်ကိုဘလို့ရလာတယ်လဲကျွန်တော်စဉ်းစားလို့မရဘူးเนาะတကယ်ကိုစဉ်းစားလို့မရတာနောက်တစ်ခုကကျတော့တီတကူဆိုလဲဒီတိုင်းပဲပြတယ်လားအဲ့ဝေဒတူကတီတကူကဒီနှစ်ယောက်လုံးပါလေအမှန်တမ်းပြောရင်သူတို့လောက်စစ်တပ်ကိုပြောတာသူတို့ပဲဒါပေမဲ့2021အာနာသိမ်းပြီးနောက်ပိုင်းမှာတော့ဟိုတီတကူကတော့ဒီအဲ့ဒီဘဲကြီးကတော့ဟိုစစ်တပ်ကိုလုံးကြီးပြေးဖောမှာသွားတယ်နောက်ပြီးတော့တို့ပေမဲ့ဒီကျွန်တော်တို့ဝေဒတူဆိုတဲ့သူကကြတော့ဒီဘဲဟာကြတော့တမျိုးသူကထောင်ထဲကထွက်ပြီးနောက်ပိုင်းပါစစ်တပ်ကဘလို့စိုက်ဝါးထည့်လိုက်လဲမသိဘူးခမရတို့ရဲ့အမျိုးယုံမကြီးရတော့အမျိုးယုံမကြီးပြတော့အော်ဒါဖုန်ကြီးကပြောရမယ်စကားဒီလိုမျိုးတွေပေါ့ဗျာတဲ့လားဒီလိုနှစ်ကောင်ရှိနေသေးဗုဒ္ဓဘာသာအတွက်ကိုတော့ခမရတို့ဒီလိုနှစ်ကောင်ကိုခမရတို့ဗုဒ္ဓဘာသာမှာတကယ်ဆရာတော်တန်ဃာတော်ကြီးဘာညာဆိုပြီးခမရခေါင်းစဉ်သွားတက်လိုက်တာခမရတို့ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဘာသာသာသနာပျက်စီးတာပဲဆိုတော့အခုလည်းကြည့်အောင်လေဟိုမှာ ICJ မှာသူတို့ဟောခဲ့တဲ့တရားတွေသူတို့ပြောခဲ့တဲ့ဟာတွေသူတို့မြှောက်ပေးခဲ့တဲ့ဟာတွေကသူများနိုင်ငံကနေပြီးတော့မှဒီလိုမျိုးရှောက်လွဲချက်တွေပါတယ်ပြီးတော့ကိုယ်နိုင်ငံတိတ်ခါမကြဘူးလားအဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်လေအုံတော့ပါတယ်မဟုတ်ဘူးလားဒီလိုဖုန်းကြီးတို့ကိုးကွယ်တင်လားစီးကတ်တင်လားဖုန်းကြီးတို့တောင်တတ်မှတ်တင်လားဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါလို့ကျွန်တော်ဗလာတာကြီးကဒီကနေပဲပြောချင်ပါတယ်